ကံကဘယ်မှာတီးနေတာတော့အုံနှောက်မှာလားနှလုံးသားမှာလားဘယ်မှာတီးတာတော့လို့ဆိုအုံနှောက်ဆိုတော့လေအုံနှောက်ကပြက်သွားတာရှိတယ်လေနှလုံးဆိုတော့လေနှလုံးခုန်ရက်သွားတာတွေရှိတယ်လေနှလုံးပြက်သွားရင်နှလုံးထဲမှာရှိတာတွေပြက်မှာပေါ့အုံနှောက်ပြက်သွားရင်လည်းအုံနှောက်ထဲရှိတာတွေပြက်ကုန်မှာပေါ့အဲ့တော့အတိတ်ဘဝလုပ်ခဲ့တဲ့ကံတွေကိလေသာတွေကဘယ်နှမ်းမှရှိနေတယ်လဲဆိုရင်စိတ် mental process လို့ခေါ်တယ်စိတ်ဖြစ်စဉ်မှာရှိနေတယ်စိတ်ဖြစ်စဉ်ဆိုတာပြည့်စည်တယ်လို့စီးနေတာဒီရှေ့စိတ်ချုပ်သွားရင်နောက်စိတ်ကလိုက်လာတယ်အဲ့ဒီစိတ်ချုပ်ရင်နောက်စိတ်ကလိုက်လာတယ်ဖြစ်စဉ်ကြီးကသူပြတ်သွားတယ်မရှိဘူးနော်ဒီစိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားရင်နောက်စိတ်နောက်စိတ်ချုပ်သွားနောက်စိတ်အဲ့စိတ်ဖြစ်စဉ်နဲ့မှာတည်ရှိနေတဲ့တတ္တိတစ်မျိုးကိုကံလို့ခေါ်တာကိလေသာတို့ကံလို့ဆိုတာအဲ့ဒါကြောင့်မို့ရှောင်တိန်လို့မရဘူးသူကအဲ့တော့ကံတရားသည်လူတွေရဲ့တဏ္ဍာမှာဘယ်မှာရှိတာတုံးလို့မေးလို့ရှိရင်စိတ်တတဏ္ဍတိဆိုတဲ့ mental process မှာရှိတယ်လို့ပြောစိတ်ဖြစ်စဉ်မှာပဲရှိတယ်ရှုပ်မှာဖြစ်နေတာမဟုတ်ဘူးစိတ်ဖြစ်စဉ်မှာဖြစ်တယ်စိတ်ဖြစ်စဉ်ဆိုတာတခုတည်းမဟုတ်ဘူးဒီစိတ်ပြီးရင်နောက်စိတ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 ်ပေါ်တယ်ကုပြောင်းနေတာအမြဲတမ်းအဲ့ဒီမဲ့သူပါနေတယ်အဲ့တော့အဲ့ထဲမဲ့ကိလေသာဆိုတဲ့အကြောင်းတရားကိုပယ်လိုက်တဲ့အခါကျတော့ကံတွေကကံဟောင်းတွေကရှိနေသေးတော့လည်းပဲကိလေသာနဲ့ပေါင်းမှဘဝတစ်ခုကိုထူထောင်လို့ရတယ်သူကြည့်မဖြစ်ဘူးဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မျိုးစိတ်လေးဟာမြေနဲ့ရေနဲ့ပေါင်းဆက်ရမှုမရှိလို့ရှိရင်အပင်မပေါက်တယ်လို့ပဲသူကအကြောင်းဆိုတာနှစ်ခုရှိတယ် producing cause စနကအကြောင်း supporting cause ဥပထမကအကြောင်းဖြစ်စေတဲ့အကြောင်းနဲ့ထောက်ပံ့တဲ့အကြောင်းနှစ်ခုရှိတယ်သူအဲ့ဒီထဲမှာမျိုးစေ့ကအပင်ကိုပေါက်စေတာဖြစ်လို့သူက producing cause မြေနဲ့ရေရဲ့အကူအညီကိုယူရလို့မြေနဲ့ရေသည် supporting cause အဲ့ဒါနှစ်ခုပေါင်းပြီးတော့ထုတ်တာအဲ့တော့ဖြစ်စေတဲ့အကြောင်းလည်းရှိရမယ်ကူညီပေးတဲ့အကြောင်းလည်းရှိရမယ်အဲ့ဒီအကြောင်းနှစ်ခုနဲ့ပေါင်းတဲ့အခါမှာအကျိုးတစ်ခုပေါ်လာတယ်